မင်္ဂလာပါရှင်ဒီနေ့မှာတော့ Osaka Expo တွေကစင်ကာပူပဗလီယန်လေးအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားချင်ပါတယ်။ DP Architect နဲ့ Kingsman Exhibition တို့ကပူးပေါင်းပြီးတော့ဒီဇိုင်းရေးဆွဲထားတဲ့စင်ကာပူနိုင်ငံရဲ့ Expo 2025အတွက် National Pavilion လေးကို The Dream Sphere လို့ခေါ်ပါတယ်။ပဗလီယန်ရဲ့အဓိကယူဆမှာတော့ Where Dreams Take Shape ကိုအခြေခံထားပြီးတော့စင်ကာပူရဲ့ယဉ်ကျေးမှုနဲ့တီထွင်စမ်းသစ်မှုတွေကိုပြသပေးဖို့အတွက်ရည်ရွယ်ထားပါတယ်။ဒီပဗလီယန်ကအမြင့်18မီတာရှိတဲ့စဝိုင်းပုံစံဖြစ်ပြီးတော့ recycle material နဲ့ပြုလုပ်ထားတဲ့စဝိုင်းပုံစံပြပြလေးတွေနဲ့အပြင်ပိုင်းကိုဖုံးအုပ်ထားပါတယ်။ဒီဒီဇိုင်းကလူအာရုံ၅ပါးကိုထိတွေ့စေတဲ့ multi sensory exhibition တစ်ခုဖြစ်ဖန်တီးထားပြီးတော့Sustainable Future ကိုအားပေးတဲ့လုပ်ငန်းစဉ်များနဲ့နည်းပညာကိုပြသထားပါတယ်။ယူမေရှိမကျွန်းပေါ်မှာ900မီတာစကွဲရှိတဲ့နေရာမှာတိစောက်ထားပြီးတော့ပဗလီယန်အတွင်းပိုင်းကိုတော့အဆင့်30နဲ့စီစဉ်ထားပါတယ်။ဒီနေရာမှာ Interactive Multimedia Art Installation တွေကိုစင်ကာပူအနုပညာရှင်တွေဖြစ်တဲ့ Ashley Yeoh, Gerald Chong, Melissa Tan, Zhu Mahmud တို့ကဖန်တီးထားပါတယ်။ဒါအပြင်စင်ကာပူရဲ့အစားအသောက်ယဉ်ကျေးမှုနဲ့ Built Environment ဆိုင်ရာ innovation များကိုမိတ်ဆက်ပြသထားပါတယ်။ Dream Sphere ရဲ့အပြင်ပိုင်းကိုအနီရောင်တောက်ပါတဲ့ Dream Disc စဝိုင်းပုံစံဒီပြပြလေးတွေကထောင်ပေါင်းများစွာနဲ့ဖုံးအုပ်ထားပြီးတော့အဲ့ဒီအရာတွေက recycle material တွေနဲ့ပြုလုပ်ထားပါတယ်။ Architect ရဲ့အဆိုအရဒီ Dream Disc တွေကစင်ကာပူရဲ့လူမှုစည်းလုံးညီညွတ်မှုကိုကိုးစားပြုထားပါတယ်။အပေါ်ဆုံးအထက်မှာ Dream Forest လို့ခေါ်တဲ့သစ်တောပုံစံ immersive environment တစ်ခုကိုဖန်တီးထားပြီးတော့သစ်ပင်ပေါင်းများစွာနဲ့ဆူဆွတ်တဲ့သဘာဝပတ်ဝန်းကျင်တစ်ခုကိုဖန်တီးထားပါတယ်။ဒီ installation က ecological enhancement, restoration နဲ့ connectivity အယူအဆတွေကိုအခြေခံထားပြီးတော့စင်ကာပူနဲ့ဂျပန်မှာတွေ့ရတဲ့သဘာဝမျိုးစိတ်တွေကိုထည့်သွင်းထားပါတယ်။ဒီဒီဇိုင်းကစင်ကာပူနဲ့ဂျပန်နိုင်ငံကြားကကောင်းမွန်တဲ့ဆက်ဆံရေးကိုကိုးစားပြုထားပါတယ်။ဒီဒီဇိုင်းရဲ့စတင်စီကူကစင်ကာပူကိုခေါ်ဆိုလေးရှိတဲ့ Little Red Dot ဆိုတဲ့အမည်ကနေပြီးတော့မှယူဆကိုယူထားတာဖြစ်ပါတယ်။ဒီယူဆကိုတွေ့ကြုံပိုင်းဆိုင်ရာ sphere တစ်ခုနဲ့ပြောင်းလဲဖန်တီးထားခြင်းဖြစ်ပါတယ်။ဒီ Dream Disc လေးတွေနဲ့ဝေးရန်ထားတဲ့ Dream Sphere ကလူတွေရဲ့အိမ်မက်နဲ့ရှိမှန်းချက်တွေကိုကိုးစားပြုတဲ့သင်္ကေတတစ်ခုဖြစ်ပြီးတော့ကမ္ဘာတဝန်းရှိလူတွေကိုပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုစိတ်ကူးယဉ်စေတဲ့ Multi Sensory Key တစ်ခုကိုဖိတ်ခေါ်ထားပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။